ရှိရပါတော့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်ရဲ့ WNDT Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေများကိုဒီတစ်ခါတင်ဆက်ပေးခြင်းတာကတော့စာရေးဆရာတီနီယာမိုးမျိုးရဲ့အတိတ်နဲ့ပြစ္ဆုတ်ပံဤစုံမတ်မဟူရာအင်း6ပုံနဲ့ကြီးမားသောအလဲပြောင်းစာစု6ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်မိတ်ဆွေများနားဆင်ခံစားပေးကြအောင်ဗျမြေနီကုန်းရွာမှမဟူရာယွန်းထဲကျင်းစာကိုငြိမ်းအေးစေခဲ့ပြီးနောက်ဆရာကြီးဦးထွန်းကြည်ဤမျက်နှာတော်မှာဝမ်းမြောက်ဝမ်းသာဖြစ်မသွားပဲရခင်ကထက်ပိုမိုလေးနက်တည်ငြိမ်နေခဲ့သည်ဆရာကြီးသည်ဖိုးထက်နှင့်တာအေးတို့အားခေါ်ဆောင်၍တိမ်မိုင်များဖုံးအုပ်နေသောမကင်းကြောက်တောင်ကြီးထိပ်စီသို့ခေါ်ဆောင်ခဲ့သည်ထိုတောင်ထိပ်သို့ရောက်သည်နှင့်လေထုထဲတွင်ရခင်ကြုံတွေ့ခဲ့မှုသောကျင်းစာ6ခု၏ရနံ့များစားချက်ရွာမှရုပ်သေးကျိုးတံမြူမောင်အိုင်မှစုံအင်းတက်သူတန်ကြီးမှသွေးအင်းနမိတ်နဂါးတောင်မှငွေအစိတ်ရနံ့တန်ချင်းရွာမှကြေးကောင်းလောင်းတန်နှင့်မြေနီကုန်းမှတစ္စိန်စိတ်တက်တို့ရောနှော၍ပြင်းထန်စွာတိုက်ခတ်လာခဲ့သည်ဖိုးထက်အံ့ဩထိတ်လန့်စွာဖြင့်ပတ်ဝန်းကျင်ကိုဝေ့ကြည့်ရင်ဆရာကြီးဒါဘာဖြစ်တာလဲဗျာငါတို့ရှင်းလင်းခဲ့တဲ့ရွာတီးတီးကမိစ္ဆာအင်းတက်တွေကဒီတောင်ထိပ်မှာဘာလို့တပြိုင်နက်တည်းပြန်ပေါ်နေတာလဲဆရာကြီးဦးထွန်းကြည်တက်ပြင်းရှည်ကြီးကိုချလိုက်ရင်တည်ငြိမ်စွာမိတ်ဆိုလိုက်သည်ဖိုးထက်တာအေးငါတို့ဖြတ်တန်းခဲ့တဲ့ခရီးစဉ်တွေဟာတာမန်တိုက်ဆိုင်မှုမဟုတ်ဘူးကွာငါတို့ရှင်းထုတ်ခဲ့သမျှအတ္တမကျိန်စာတွေဟာမဟူရာအင်း6ပုံလို့ဆိုတဲ့ကဝေဆက်ကွင်းကြီးရဲ့အစိပ်ပိုင်းတွေပဲဖြစ်တယ်ဆရာကြီးဦးထွန်းကြည်သည်တပည့်2ဦးအားအတိတ်နှင့်ပြစ္ဆုတ်ပံဆက်နွယ်နေသောကြီးမားလာသည့်အမှန်တရားကိုလှည့်ဟပြလိုက်လေသည်လွန်ခဲ့သောနှစ်ပေါင်း40ခန့်ကဆရာကြီးဦးထွန်းကြည်နှင့်အတူအထက်လန်းအတက်များကိုတကြောင်လဲတင်ယူခဲ့ဘူးသောတဟာရညီအကိုဆရာဘိုးအိမ်ဆိုသူရှိခဲ့သည်ဘိုးအိမ်သည်လောဘနှင့်တဏှာဆန္ဒကြီးမှသဖြင့်အောက်လန်းမိစ္ဆာအတက်သို့ကူးပြောင်းသွားခဲ့ပြီးမဟူရာကဝေစကရစ်အဖြစ်ခိုလုံခဲ့သည်ဘိုးအိမ်သည်မတည်နိုင်သောအကုသိုလ်အတက်ကိုရရှိရန်အတွက်နာကြီးချက်ပြင်းထန်သောဝိညာဉ်6ခုရုပ်သေးမင်းသမီးဆုံးမကဝေနဂါးမှကြေးကောင်းလောင်မိန်မှယွန်းတစ်တာမင်းသမီးတို့၏အင်းဆက်များကိုကဘာမြေပြင်ထက်တွင်တိဆောက်ခဲ့ခြင်းဖြစ်သည်တာအေးမျက်ရည်ဝဲလျက်ဝမ်းနေဝမ်းသာစွာဖြင့်ဆိုလိုတာကငချိုရဲ့အသက်ပေးဆက်မှုဟာငါတို့ကိုဒုက္ခပေးခဲ့တာမဟုတ်ပဲဒီမိစ္ဆာစက်ကွင်းကြီးပောက်ကွဲမသွားအောင်ခံတက်အဖြစ်တားဆီးပေးခဲ့တာပေါ့ဆရာကြီးဦးထွန်းကြည်ကာထို့သို့ဆိုလိုက်လေသည်မှန်နေတာအေးငချိုရဲ့စေတနာတက်ကငါတို့ခါမှပါတဲ့ပြိတ္တဲဖြစ်တဲ့အန္တရာယ်တိုင်းမှာငါတို့ကိုအမြဲတမ်းကာကွယ်ပေးခဲ့တာပဲထိုစဉ်မကင်းကြောက်တောင်ကြီးအလဲမှအမဲရောင်မီကိုလုံးကြီးပောက်ကွဲထွက်လာပြီးတက်ရှိအလောင်းကောင်ကြီးတစ်ဖွဲမဲနဲ့လာသောအဝတ်စားများဆင်မြန်းထားသည့်ကဝေစကရစ်ဘိုးအိမ်ဝိညာဉ်နှင့်ခန္ဓာကြီးထိုးထွက်လာခဲ့တော်သည်ကဝေစကရစ်ဘိုးအိမ်ဆူရှာလာသောရေတံကြီးဖြင့်ဟဟဦးထွန်းကြည်မင်းငါရဲ့အင်း6ပုံကိုလိုက်ဖြက်စီးခဲ့တဲ့အောက်မိနေတာလားမင်းသွားခဲ့တဲ့ရွာတိုင်းကဝိညာဉ်တွေရဲ့နာကြီးချက်နဲ့မေတ္တာဓာတ်တွေကိုငါရဲ့မကင်းကြောက်တောင်မှာစူးစီးလိုက်ပြီးကွအခုငါကိုဘယ်ထက်လန်းတက်ကမှဖြက်စီးလို့မရတော့ဘူးဘိုးအိမ်သည်မန္တရားရွတ်ဆိုလိုက်ရာလေတူထဲတွင်အတိတ်ကကြုံတွေ့ခဲ့ဘူးသောမအေးကြီးမြရွှေဦးဘိုးခေါင်စောမြတ်ဒီမလကြိုင်နှင့်မတန်းရွယ်တို့၏အယောင်ပြောင်းဝိညာဉ်ယူပါယုံများဘိုးအိမ်၏နောက်ွယ်တွင်ပေါ်ထွက်လာကြသည်ဘိုးအိမ်သည်ထိုဝိညာဉ်များကိုအတင်းအဓမ္မစိတ်တစအမှောင်တက်ဖြင့်ချုပ်နှောင်၍ဆရာကြီးဦးထွန်းကြည်နှင့်တပည့်2ဦးစီသို့တိုက်ခိုက်ရန်စေခိုင်းလိုက်လေသည်အခြေအနေမှာအလွန်တရာအန္တရာယ်ကြီးမားလာချိန်တွင်ဖိုးထက်နှင့်တာအေးတို့သည်ခါတွင်ပါလာသောငချို၏ပြိတ္တဲအိတ်ကိုတင်းကျပ်စွာဆုပ်ကိုင်၍ဆရာကြီး၏ရှေ့တွင်ရဲရင်စွာအကာအကွယ်ပြုလိုက်ကြသည်ဖိုးထက်နှင့်တာအေးငချိုငါတို့ကိုခွန်အားပေးပါဆရာကြီးကိုငါတို့အသက်နဲ့လဲပြီးကာကွယ်မယ်
ထိုအချိန်၌လေထုထဲမှရွှေရောင်အလင်းတန်းကြီးပောက်ကွဲထွက်လာပြီးတေဆုံးသွားခဲ့သောတပည့်ငချို၏တန်ရှင်းလာသောဝိညာဉ်ယူပါယုံသည်သာသနာအကုသိုလ်ကင်းစင်သောရုပ်သွင်းဖြင့်ပေါ်ထွက်လာခဲ့သည်ငချို၏ဝိညာဉ်သည်ဆရာကြီးအားဝါမြောက်ဥခိုက်လိုက်ပြီးနောက်ဘိုးအိမ်ချုံနှောင်ထားသောဝိညာဉ်6ခုစီသို့မေတ္တာအလင်းရောင်များလွတ်ထုတ်လိုက်လေသည်ငချို၏အတိတ်ကသစ္စာစကားနှင့်ဆရာကြီးဦးထွန်းကြည်၏မေတ္တာဓာတ်ကြောင့်ဝိညာဉ်6ခုတို့သည်ဘိုးအိမ်၏ချုံနှောင်မှုကိုယုံထွက်ကာဆရာကြီးဦးထွန်းကြည်၏ဓမ္မပတ်သို့ပြန်လည်ကူးပြောင်းလာကြတော်သည်ဆရာကြီးဦးထွန်းကြည်ကစိန်ပတိကိုမြောက်ကမဟာသမယတုံနှင့်ဓမ္မစကပဝတ္တနာတုံဂါထာတော်များကိုမိုးချင်းတန်ကဲ့သို့ရွတ်ဖတ်လိုက်သည်ကုံဗုဒ္ဓတအနန္တတံခိုးတော်အနတ္တတံခိုးတော်တို့ကြောင့်ဘိုးအိမ်ဤမဟူရာအတ္တမအင်းဆက်အပေါင်းပြာကျပျောက်ကွယ်ပါစေတည်းဆရာကြီးသည်လက်ထဲရှိပရိတ်ကျိန်လုံးကိုကင်ဆောင်ကာကဝေစကရဘိုးအိမ်ဤရင်ဘတ်တက်တဲ့စီသို့အရှိန်အဟုန်ပြင်းစွာရိုက်ချလိုက်လေသည်မကင်းကြောက်တောင်ကြီးတစ်ခုလုံးတုန်ဟီးသွားပြီးဘိုးအိမ်ဤအမဲရောင်ခန္ဓာကြီးမှာရွှေရောင်မီးတောက်များကြားတွင်ဆူရှစွာအော်ဟစ်ရင်းအပိုင်းပိုင်းအဆဆကွဲအပ်ကာမြေကြီးအောက်သို့နစ်မြုပ်ပြောက်ကွယ်တေဆုံးသွားခဲ့ရလေတော့သည်ကျိန်စာများလုံးဝပျက်စီးသွားသည့်အခါအတိတ်မှဝိညာဉ်6ခုနှင့်ငချို၏ဝိညာဉ်တို့သည်တန်ရှင်းသောအလင်းရောင်များအဖြစ်ပြောင်းလဲကာဆရာကြီးဦးထွန်းကြည်အားအေးချမ်းစွာဝါမြောက်ဥခိုက်ကြသည်ဆရာကြီးကျွန်တော်အဖြစ်တွေကင်းစင်ပြီးငြိမ်းအေးပါပြီဖိုးထက်တာအေးဆရာကြီးကိုကောင်းကောင်းစောင့်ရှောက်ကြပါနော်ငချိုနှင့်ဝိညာဉ်အပေါင်းတို့သည်ကောင်းကင်ထက်သို့ရွှေရောင်အလင်းတန်းများအဖြစ်သူကတိဘုံသို့အေးချမ်းစွာကူးပြောင်းသွားကြပါတော့သည်ဖိုးထက်နှင့်တာအေးတို့သည်မျက်ရည်များစီးကျလျက်ပြုံး၍ကောင်းကင်သို့ကြည့်ကာအမျှဝေလိုက်ကြသည်ဆရာကြီးဦးထွန်းကြည်ကလောကမှာအတိတ်ရဲ့အမှောင်ထုဟာဘလောက်ပဲကြီးမားပါစေပြစ္ဆုတ်ပံရဲ့မေတ္တာနဲ့အမှန်တရားရောက်ရှိလာရင်ငြိမ်းအေးခြင်းကိုရကြတာပါပဲငါတို့ရဲ့ဓမ္မခရီးစဉ်ဟာအေးချမ်းစွာဖြင့်အောင်မြင်ခဲ့ပြီဆရာကြီးဦးထွန်းကြည်ဖိုးထက်နှင့်တာအေးတို့သည်တမိုင်းဝင်မကင်းကြောက်တောင်ကြီးအားကြောခိုင်း၍ငချိုအပါဝင်ဝိညာဉ်အပေါင်းတို့အားရီမန်းကအေးချမ်းလာသောမေတ္တာဓာတ်ဖြင့်အမျှဝေရင်းသာသနာပြုအထက်လန်းခရီးစဉ်ကိုအောင်မြင်စွာဏီကုံချုပ်လိုက်ကြပါတော့သည်အရိပ်မဲ့တောင်ကြားနှင့်တဘာဝမဟုတ်သောပဟေလိမဟူရာအင်း6ဘုံ၏အကုသိုလ်ကျိန်စာများပျက်စီးသွားပြီးနောက်ဆရာကြီးဦးထွန်းကြီးနှင့်တပည့်2ဦးဖြစ်သောဖိုးထက်တာအေးတို့သည်မြန်မာနိုင်ငံအနောက်ဘက်တောင်တန်းနက်များကြားရှိအရိပ်မဲ့တောင်ကြားသို့ရောက်ရှိလာခဲ့ကြသည်ဤရွာသည်ယခင်တွေ့ကြုံခဲ့ရသောရွာများနှင့်ပုံစံလုံးဝမတူညီပါရွာအတွင်း၌အလင်းရောင်ထိန်ထိန်သာနေတော်လဲထူးဆန်းစွာပင်မြည်သည့်လူမြည်သည့်အရာဝတ္ထုမှအရေးမထွက်ရှိကြပေရွာသူရွာသားများသည်အသိစိတ်မပြည့်စုံကြပဲမိမိတို့၏အမိနှင့်အတိတ်မဉဏ်များကိုမေ့ပြောက်နေသည့်ဝိညာဉ်မဲ့အလောင်းကောင်များကဲ့သို့တွာလာလှုပ်ရှားနေကြသည်ထိုစဉ်ဆရာကြီးဦးထွန်းကြည်သည်တပည့်2ဦးအားရုတ်တရက်ရက်တန့်စေကာခရီးစဉ်တစ်ခုလုံးကိုပြောင်းလဲစေမည်အရေးကြီးသောမိန့်ခွန်းကိုဆိုလိုက်လေသည်ဆရာကြီးဦးထွန်းကြည်ကတည်ငြိမ်လေးနက်သောစက္ခုတောက်များဖြင့်ဖိုးထက်တာအေးဒီရွာရဲ့အမှောင်တက်ဟာလက်နက်နဲ့ကျိန်လုံးသုံးပြီးတိုက်ခိုက်လို့ရတဲ့မိစ္ဆာမျိုးမဟုတ်ဘူးဒါဟာစိတ်ဓာတ်နဲ့တမာတိကိုစုပ်ယူတဲ့အမှောင်ဆက်ကွင်းပဲငါရဲ့ခီးစဉ်ဟာလည်းနီးကပ်လာပြီဖြစ်လို့ဒီကိစ္စမှာငါတိုက်ရိုက်ပါဝင်ကူညီမှာမဟုတ်ဘူးမင်းတို့2ဦးစလုံးကိုယ်ပိုင်ပညာနဲ့တမာတိကိုအသုံးချပြီးဒီကျိန်စာကိုဖြေရှင်းကြရမယ်ဖိုးထက်နှင့်တာအေးတို့သည်ဆရာကြီး၏မိန့်မာချက်တိုင်းရွာ၏ပဟေနိကိုစတင်စုံစမ်းကြတော့သည်ရွာ၏အလယ်တွင်ရှိသောရှေးဟောင်းစေတီပြက်ကြီးအတွင်း၌တည်ရှိသည့်မဟူရာဖမှန်ကင်းကြီးထံမှအမဲရောင်လိုင်းတို့များထွက်ပေါ်နေသည်ကိုသတိပြုမိကြသည်အရေးဆုပ်ယူခံရသူများသည်အသိစိတ်နှင့်မှတ်ဉဏ်များတဖြည်းဖြည်းပျောက်ကွယ်သွားရပြီးနောက်ဆုံးတွင်ခန္ဓာကိုယ်ပါပြာကျသေဆုံးကြရသည့်ဆိုးရွားလာသောကျိန်စာဖြစ်လေသည်တာအေး
ခံမှန်ကင်းကြီးကိုစူးစိုက်ကြည့်ရင်အတန်တုံကြီးစွာဖြင့်ဖိုးထက်ကြည့်ပါဦးဒီမှန်ကင်းထဲမှာငါတို့ရဲ့အရေးတွေပါစတင်ဆုပ်ယူခံနေရပြီးငါတို့ရင်ဘတ်ထဲမှာအေးဆက်လာပြီးအတိတ်ကငချိုသေးဆုံးခဲ့ရတဲ့ပူဆွေးမှုတွေပြန်ပေါ်လာတယ်ဖိုးထက်နှင့်တာအေးတို့သည်မှန်ကင်းကြီးအားခုတ်ထက်ဖြက်စီးရန်တိုင်းတုံးနှင့်ဓားများကိုအသုံးပြုခဲ့တော်လဲလက်နက်တိုက်ကွက်များသည်မှန်ကင်းထံမရောက်ဘဲမိမိတို့၏အရေးများထံသို့သာပြန်လည်ရိုက်ခတ်ခဲ့လေသည်ထိုအချိန်၌မဟူရာမှန်ကင်းကြီးအတွင်းမှဆရာစိန်၏အမှောင်ဝိညာဉ်ယူပါယုံထွက်ပေါ်လာပြီးတပည့်နှစ်ဦး၏စိတ်အတွင်းရှိနာကျင်မှုများကိုစတင်တိုက်ခိုက်တော်သည်ဆရာစိန်၏အမှောင်ဝိညာဉ်ကဟဟမင်းတို့နှစ်ယောက်ဟာမိတ်ဆွေငချိုကိုမကယ်တင်နိုင်ခဲ့တဲ့အတုံးမကျသူတွေပဲမင်းတို့ရဲ့ရင်ထဲမှာအနိဋ္ဌာယုံနာကျင်မှုတွေပြည့်နေသမျှငါရဲ့အရေးကြိမ်စာကိုမင်းတို့ဘယ်တော့မှအနိုင်ရမှာမဟုတ်ဘူးဖိုးထက်နှင့်တာအေးတို့သည်ရင်ထဲတွင်ငချိုအတွက်ခံစားနေရသောစိတ်ဒုက္ခအပြစ်ရှိစိတ်များနှင့်တန်တရားများကြောင့်ခန္ဓာကိုယ်လှုပ်ရှားမရတော့ဘဲအရေးများတဖြည်းဖြည်းမှန်ကင်းအတွင်းသို့ဆုပ်ယူခြင်းခံလိုက်ရတော့သည်ဆရာကြီးဦးထွန်းကြည့်သည်တပည့်နှစ်ဦးဒုက္ခရောက်နေသည်ကိုစပူတီးကိုကင်မြောက်လျက်ငြိမ်သက်စွာကြည့်ရှုနေပြီးဘာမျှဝင်ရောက်ကူညီခြင်းမပြုခဲ့ပေဤသည်မှာတပည့်များအထက်လန်းဆရာအဖြစ်ရင့်ကျက်လာစေရန်စိတ်တစစမ်းသပ်မှုကြီးဖြစ်နေသောကြောင့်ဖြစ်သည်အသိစိတ်များချုပ်ငိမ့်ခါနေချိန်တွင်ဖိုးထက်သည်ဆရာကြီးဆုံးမခဲ့ဘူးသောဓမ္မသင်ခန်းစာကိုရုတ်တရက်အလင်းပြကာသတိရလိုက်လေသည်ဖိုးထက်မျက်လုံးကိုမှိတ်ကာရင်ဘတ်ကိုတင်းကျပ်စွာလက်ဖြင့်ဖိရင်တာအေးငါတို့မှားနေပြီဒီမိစ္ဆာကငါတို့ရင်ထဲမှာရှိတဲ့စိုးရိမ်မှုနဲ့အတိတ်ကအနိဋ္ဌာယုံတွေကိုအခွင့်ကောင်းယူတိုက်ခိုက်နေတာငါတို့ရိုးရိုးလက်နက်နဲ့တိုက်လို့မရဘူးစိတ်ကိုဖျားမှာအာယုံပြုပြီးဥပိ္ပခာတန်ခိုးနဲ့ရှင်းရမယ်ဖိုးထက်နှင့်တာအေးတို့သည်လက်နက်များကိုမြေကြီးပေါ်သို့ဆွန့်လွတ်လိုက်ကြပြီးတင်ပြင်းခွေထိုင်ကာမျက်လုံးများကိုမှိတ်၍နမောတသက်နှင့်တတိပဋ္ဌာန်တရားတော်ကိုစိတ်တစအာယုံ၌တည်ငြိမ်စွာဝင်စားလိုက်ကြတော်သည်သူတို့သည်ငချိုသေးဆုံးခဲ့မှုကိုနာကျင်မှုအဖြစ်မရှုမြင်တော့ဘဲငချို၏မြင့်မြတ်သောအသက်ပေးဆက်မှုမေတ္တာဓာတ်အဖြစ်အပြုံးဖြစ်ပြန်လည်အမှတ်ရလိုက်ကြသည်သူတို့၏စိတ်အတွင်း၌ဖျားလင်းရောင်နှင့်တမာတိတက်ထိန်ထိန်သာလာသောအခါဖိုးထက်နှင့်တာအေးတို့၏ခန္ဓာကိုယ်မှရွှေရောင်အလင်းတန်းများထိုးထွက်လာခဲ့လေသည်ဖိုးထက်နှင့်တာအေးတို့၏အတွင်းစိတ်တစတမာတိအလင်းသည်မဟူရာမှန်ကင်းကြီးစီသို့ပြန်လည်ရိုက်ခတ်သွားရာမှန်ကင်းကြီးမှာအမြောက်များအပိုင်းပိုင်းအဆဆကွဲအပ်ပေါက်ကွဲသွားခဲ့လေတော့သည်ဆရာစိန်၏အမှောင်ဝိညာဉ်ဆူရှစွာအော်ဟစ်ရင်အာမင်းတို့ရဲ့အမှန်တရားနဲ့တည်ငြိမ်မှုကငါရဲ့အရေးကြိမ်စာကိုဖျက်ဆီးလိုက်ပြီမဟူရာမှန်ကင်းပျက်စီးသွားသည်နှင့်အမျှအရေးမဲ့တောင်ကြား၌ဆုပ်ယူခံထားရသောအရေးများနှင့်ရွာသူရွာသားများ၏အတိစိတ်မှတ်ဉဏ်များမူလအတိုင်းပြန်လည်ရောက်ရှိလာခဲ့ကြတော့သည်နနက်ခင်းအယုံတက်ချိန်တွင်ရွာသူရွာသားများသည်အတိစိတ်ပြန်လည်ရရှိကြပြီးဆရာကြီးဦးထွန်းကြီးနှင့်တပည့်နှစ်ဦး၏ခြေရင်း၌ဝမ်းမြောက်စွာဖြင့်ဥခိုက်တောင်းပန်ကြော့ကြလေသည်ဆရာကြီးဦးထွန်းကြည်သည်တပည့်နှစ်ဦးအားကြည်ကာဝမ်းမြောက်လာသောအပြုံးဖြင့်မိတ်ဆိုလိုက်သည်ဆရာကြီးဦးထွန်းကြည်ကတာဓုပါတပည့်တို့ရဲ့မင်းတို့ဟာမိစ္ဆာကိုလက်နက်နားမလဲပဲတတိနဲ့တမာတိကိုအသုံးပြုပြီးအနိုင်ယူနိုင်ခဲ့ပြီးမင်းတို့ဟာတကယ်အထက်လန်းသာသနာပြုဆရာများအဖြစ်စိတ်တစားတဲ့ရင့်ကျက်သွားကြပြီဖြစ်တယ်ဖိုးထက်နှင့်တာအေးတို့သည်တဦးကိုတဦးကြည့်ကာမျက်ရည်ဝဲလျက်ပြုံးလိုက်ကြသည်ဆရာကြီးဦးထွန်းကြည်ဖိုးထက်နှင့်တာအေးတို့သည်အရေးမဲ့တောင်ကြားအားကြောခိုင်း၍ငချို၏ဝိညာဉ်အားအမျှဝေမင်္ဂလာပြုရင်းအထက်လန်းဆရာများဖြင့်ပုံမိုရင့်ကျက်စွာဖြင့်နောက်ထပ်အေးချမ်းလာသောဓမ္မခရီးစဉ်များစီသို့ရဲရင်စွာရှေ့ဆက်ထွက်ခွာသွားကြပါတော့သည်မှန်ကင်းကြောင့်ပြတ်မှမဟူရာဝိညာဉ်နဲ့တိမ်မိုင်ဆိုင်သောရိုးမတောင်ကြားနှင့်ကြောင်းဦးကြီး
အရိပ်မဲ့တောင်ကြားမှစိတ်တစစမ်းသပ်မှုကြီးကိုအောင်မြင်စွာကျော်လွှားခဲ့ပြီးနောက်ဆရာကြီးဦးထွန်းကြီးနှင့်တပည့်နှစ်ဦးဖြစ်သောဖိုးထက်တာအေးတို့သည်ပဲခူးရိုးမတောင်တန်း၏အရှိတ်ဘက်ခါပန်းရှိမှန်ကင်းရွာသို့ရောက်ရှိလာခဲ့ကြသည်ဤရွာသည်ရှေးအခါကသာသနာပြုကျောင်းတော်ကြီးများထွန်းကားခဲ့ဘူးတော်လဲယခုအခါတွင်မူတောင်ဆောင်ထက်ရှိမှန်ကင်းကျောင်းပြက်ကြီးမှအေးဆက်လာသောအမဲရောင်အကုသို့အငွေသက်များရွာထဲသို့တရုတ်မကစိတ်ဝင်ဖုံးအုပ်နေသည့်ရွာသူရွာသားများသည်ညမှောင်သည်နှင့်အိမ်ပြင်သို့မထွက်ရဲကြပဲတကောင်ရန်အချိန်ရောက်တိုင်းကျောင်းတော်ပြက်ကြီးထံမှငိုကြွေးတန်နှင့်ကြေးဆောင်တိခတ်တန်တဲတဲကိုကြားရကတနေ့ထက်တနေ့လူငယ်အချို့အသက်တက်ပြောက်ကွယ်၍မေ့မျောသေဆုံးနေကြရသည်တာအေးတိုင်းတို့ကိုခိုင်မြဲစွာစုပ်ကင်ထားရင်ဆရာကြီးဒီကျောင်းတော်ပြက်ကထွက်ပေါ်နေတဲ့အနံ့ကရှေးဟောင်းအင်းဆက်အမဲတက်နဲ့စိတ်တစနာကြီးချက်တွေပေါင်းဆက်နေသလိုပဲဗျဖိုးထက်ငချိုးဤပြိတ်တဲ့အိတ်လေးကိုခါတွင်တတိရှိစွာတိုင်းထားရင်းဟုတ်တယ်တာအေးဒါပေမဲ့အရိပ်မဲ့တောင်ကြားတုံးကလိုပဲငါတို့ရင်ထဲမှာကြောက်ရွံ့မှုမရှိပဲတတိနဲ့တမာတိကိုအမြဲတမ်းဆွဲကင်ထားရမယ်ရွာသူကြီးနှင့်တက်ကြီးဝါကြီးများသည်ဆရာကြီးဦးထွန်းကြီးတို့ရောက်ရှိလာသည်ကိုတွေ့သောအခါဝမ်းမြောက်စွာဖြင့်ကျောင်းတော်ပြက်ကြီးဖြစ်စဉ်ကိုမိန့်ကြားကြသည်လွန်ခဲ့သောနှစ်ပေါင်း180ခန့်ကဤမှန်ကင်းရွာ၌နာမည်ကျော်အထက်လန်းတက်ဆရာကြီးဆရာဦးစိမ့်လက်ဆိုသူရှိခဲ့သည်ဆရာဦးစိမ့်လက်သည်သာသနာပြုကျောင်းတော်ကြီးကိုဦးစီးတည်ဆောက်ခဲ့သူဖြစ်တော်လဲသူ၏တပည့်ရင်းဖြစ်သူမောင်တန်းကကျောင်းလူငွေများနှင့်ရှေးဟောင်းတလုံးများကိုခိုးယူကာဆရာအားမဟုတ်မမှန်ဆွဆွဲ၍တောင်ဆောင်မှအောက်သို့လှိမ့်ချတပ်ဖြတ်ခဲ့သည်ငါကိုမတရားတပ်ဖြတ်ခဲ့တဲ့မောင်တန်းနဲ့သူ့အနွယ်အဆက်ဆက်ဟာငါရဲ့မဟူရာကြေးဆောင်တန်ကြားတိုင်းအသက်သက်ဆုပ်ယူခံရပြီးမေ့မျောသေဆုံးကြရစေသာဟုကျိန်စာတိုက်ခဲ့လေသည်သေဆုံးပြီးနောက်ဆရာဦးစိမ့်လက်ဤဝိညာဉ်သည်ကျောင်းတော်ပြက်တွင်၌မဟူရာဝိညာဉ်နှင့်ကြီးအဖြစ်ကိန်းအောင်သွားခဲ့ရလေတော့သည်တကောင်ရန်အချိန်ရောက်သောအခါဆရာကြီးဦးထွန်းကြီး၏လမ်းညွှန်မှုဖြင့်ဖိုးထက်နှင့်တာအေးတို့သည်မှန်ကင်းကျောင်းပြက်ကြီးအတွင်းသို့ဝင်ရောက်ခဲ့ကြသည်ကျောင်းလက်ရှိမဟူရာကြေးဆောင်ကြီးသည်လေထဲတွင်အလိုလိုလှုပ်ရှားလာပြီးနမိတ်မဲ့ဆောင်းတံများထွက်ပေါ်လာခဲ့သည်ထိုဆောင်းတန်နှင့်အတူကြီးမားလာသောမဟူရာဝိညာဉ်နှင့်ကြီးထိုးထွက်လာကဖိုးထက်နှင့်တာအေးတို့ထံသို့သွေးဆွဲအစိမ့်ငွေများဆုပ်ယူရန်ကြိုးစားတော်သည်မဟူရာဝိညာဉ်နှင့်ဆရာဦးစိမ့်လက်ဆူရှာလာသောအော်ဟစ်တန်ကြီးဖြင့်မင်းတို့ကငါရဲ့နှစ်180နာကြီးချက်ကိုတားဆီးကျင်လာလားတစ္ဆာမရှိတဲ့ဒီရွာသားတွေရဲ့အသက်တက်ကိုငါရအောင်ဆုပ်ယူမယ်ဖိုးထက်တိုးတိတ်စွာတည်ငြိမ်စွာဖြင့်တာအေးငါတို့ရိုးရိုးဒေါသနဲ့ပြန်မတိုက်ရဘူးဆရာကြီးတင်ပေးထားတဲ့ဖရာဆက်တော်နဲ့မေတ္တာတက်ကိုအာယုံပြုရမယ်ဖိုးထက်နှင့်တာအေးတို့သည်လက်နက်များကိုဘေးသို့ချထားလိုက်ကြပြီးစပူတီးများကိုကိုစီကင်ကတစက်ကတုံနှင့်မဟာသမယတုတ်တို့ကိုတညီတညွတ်တည်းရွတ်ဖတ်လိုက်ကြသည်ထို့ပြင်ဖိုးထက်သည်ခါတွင်ပါလာသောငချိုဤပရိသဲများကိုယူ၍မဟူရာကြေးဆောင်ကြီးထက်စီသို့အေးချမ်းသောမေတ္တာအာယုံဖြင့်ပဖြန်းလိုက်လေသည်ဆရာကြီးဦးထွန်းကြည်သည်ကျောင်းတော်အပြင်မှရက်၍တပည့်များ၏စိတ်ဓာတ်နှင့်တမာတိရင့်ကျက်မှုကိုကြည်ကာဝမ်းမြောက်စွာဖြင့်အဘိဓမ္မာ9ကျမ်းဂါထာတော်ကိုကူညီရွတ်ဖတ်ပေးလိုက်လေသည်ဆရာကြီးဦးထွန်းကြည်ကကုံသစ္စာတော်ဤတကူမေတ္တာတော်ဤအရှိန်ဝါကြောင့်ဦးစိမ့်လက်ဤနာကြီးချက်အပူမီအပေါင်းငြိမ်းအေးပါစေတည်းပရိသေနှင့်ဓမ္မအလင်းတန်းများကြေးဆောင်ထက်သို့ထိမှန်သွားသောအခါမဟူရာကြေးဆောင်ကြီးမှအမဲရောင်အင်းဆက်များကွဲအပ်ပျောက်ကွယ်သွားခဲ့သည်ကြောက်မက်ဖွယ်ဝိညာဉ်နှင့်ကြီးဤယူပါယုံသည်လည်းမိလောင်တန်ရာများငြိမ်းအေးသွားပြီးရှေးဟောင်းဝိယုံဖြူဖြူဖြင့်တန်ရှင်းလာသောအထက်လန်းဆရာဦးစိမ့်လက်ဤဝိညာဉ်အဖြစ်ပြောင်းလဲသွားခဲ့လေသည်ဆရာဦးစိမ့်လက်ဤဝိညာဉ်သည်ဝမ်းမြောက်စွာဖြင့်ဆရာကြီးနှင့်တပည့်များအားဥခိုက်ကြော့ရင်
ဆရာကြီးနှင့်တပည့်များရဲ့မေတ္တာဓာတ်ဓမ္မအလင်းကြောင့်တပည့်တော်ဤနှစ်180နာကြီးချက်အပူမီးတွေအပြီးတိုင်ငြိမ်းအေးသွားပါပြီတာဓုတာဓုတာဓုပါဆရာကြီးဆရာဦးစိမ့်လက်ဤဝိညာဉ်သည်နာကြီးချက်များကိုအပြီးတိုင်ဆွတ်လွတ်ကာရွှေရောင်အလင်းနှင့်အဖြစ်သူကတိဘုံသို့အေးချမ်းစွာကူးပြောင်းသွားခဲ့ရလေတော့သည်နနက်ခင်းအယုံတက်ချိန်တွင်မှန်ကင်းရွာ၌အမဲရောင်အစိမ့်ငွေများကင်းစင်သွားပြီးမေ့မျောနေသောရွာသူရွာသားများအတိစိတ်ပြန်လည်ရရှိကျမ်းမာလာကြလေသည်ဖိုးထက်နှင့်တာအေးတို့သည်ဆရာကြီးဦးထွန်းကြည်၏ခြေရင်း၌ဝမ်းမြောက်စွာဥခိုက်လိုက်ကြသည်ဆရာကြီးဦးထွန်းကြည်ကတာဓုပါတပည့်တို့ရဲ့မင်းတို့နှစ်ယောက်ဟာအမှန်တရားနဲ့မေတ္တာဓာတ်ကိုခိုင်မြဲစွာဆွဲကင်နိုင်ခဲ့ကြပြီးမကောင်းမှုကိုမကောင်းမှုနဲ့မတုံ့ပြန်ပဲမေတ္တာနဲ့အနိုင်ယူနိုင်တာဟာအထက်လန်းဆရာများဤဆရာကြီးဦးထွန်းကြည်ဖိုးထက်နှင့်တာအေးတို့သည်မှန်ကင်းရွာအားကြောခိုင်း၍အေးချမ်းစွာဖြင့်နောက်ထပ်ခက်ခဲဆန်းကျဲသောသာသနာပြုအထက်လန်းခီးစဉ်များစီသို့ရဲရင်စွာရှေ့ဆက်ထွက်ခွာသွားကြပါတော့သည်မှန်ကင်းရွာမှအကုသိုလ်ကျိန်စာကိုမေတ္တာဓမ္မဓာတ်ဖြင့်ငြိမ်းအေးစေခဲ့ပြီးနောက်ဆရာကြီးဦးထွန်းကြည်ဖိုးထက်နှင့်တာအေးတို့သည်ပကူးရုံမှအနောက်ဘက်အစွန်ဖျားရှိသွေးတောက်ရွာသို့ခီးဆက်ခဲ့ကြသည်ဤရွာသည်အစွန်ဖျားတောင်ကြားထဲတွင်ပုန်းကွယ်နေပြီးတဘာဝမဟုတ်သောနီရဲသည့်မြူကိုမိုင်းကြီးများတစ်နှစ်ပတ်လုံးဖုံးအုပ်ထားလေရှိသည့်ရွာသို့ရောက်သည်နှင့်ပူဆရာကြီးဒီရွာကနီရဲနေတဲ့မြူကိုတွေထဲမှာအောက်လန်းအင်းတက်အမဲတွေတင်မကပဲရှေးဟောင်းနာကြီးချက်အငွေသက်တွေပါစိတ်ဝင်နေတယ်ဗျတာအေးပတ်ဝန်းကျင်ကိုတတိရှိစွာဝေးကြည့်ကဟုတ်တယ်ဖိုးထက်ငါတို့အသိစိတ်နဲ့တမာတိကိုမြဲမြဲဆွဲထားရမယ်ဆရာကြီးမိဘူးတလို့ပဲအမှောင်တက်ဆိုတာကြောက်ရွံ့မှုကိုအခွင့်ကောင်းယူတာရွာသူကြီး၏အိမ်၌ဆရာကြီးဦးထွန်းကြည်သည်ရွာသူကြီးနှင့်တက်ကြီးဝါကြီးများအားမေးမြန်းလိုက်ရာလွန်ခဲ့သောနှစ်ပေါင်း250ခန့်ကဖြစ်ပွားခဲ့သောဤရွာ၏ထိတ်လန့်ဖွယ်ဘဝဇာတ်ကြောင်းပေါ်ထွက်လာခဲ့သည်လွန်ခဲ့သောနှစ်ပေါင်း250ခန့်ကဤဒေသတွင်အလွန်တရာတကိုးကြီးလာသောမင်းဆရာဦးမှန်ဆိုသူရှိခဲ့သည်ဦးမှန်သည်မြမရိုးရာအထက်လန်းတက်လုံးအတက်များကိုတင်ယူခဲ့သူဖြစ်တော်လဲသူဖြစ်သူမောင်ရွှေလှည့်စားဆွဆွဲမှုကိုခံရကအထက်မင်းဆိုးရစာများ၏အမိန့်ဖြင့်တွေးအံ့ခြင်းတွင်တန်ကြိုးဖြင့်ချီနှောင်၍အရှင်လက်လက်တက်ဖြတ်ခြင်းခံခဲ့ရသည်ဦးမှန်သည်တေဆုံးခါနီးတွင်မိမိတခိုးဖြင့်ပုပ္ပာနိဗ္ဗာန်များတွင်အကုသိုလ်အင်းဆက်များစီရင်ကမဟူရာပုပ္ပာအင်းကိုတိဆောက်ခဲ့သည်တေဆုံးခါနီးသွေးစွန်းသောနှုတ်ထွက်ခြင်းစာဖြစ်ငါကိုမတရားဆွဆွဲတက်ဖြတ်ခဲ့တဲ့မောင်ရွှေနဲ့သူ့အနွယ်အဆက်ဆက်ဟာငါရဲ့မဟူရာပုပ္ပာအင်းနိုးထားတိုင်းသွေးအံပြီးအသက်တက်ပြောက်ွယ်ကြရစေသာဟုကျိန်ဆဲခဲ့လေသည်တေဆုံးပြီးနောက်ဦးမှန်ဤဝိညာဉ်သည်တောင်ဆောင်လက်ကုန်းအိုအတွင်မဟူရာအင်းတက်ကြီးအဖြစ်ကိန်းအောင်၍ရွာသူရွာသားများ၏အသက်တက်ကိုရာစုနှစ်ပေါင်းများစွာဆုပ်ယူနေခဲ့ခြင်းဖြစ်သည်ဆရာကြီးဦးထွန်းကြည်၏လမ်းညွှန်မှုဖြင့်ဖိုးထက်နှင့်တာအေးတို့သည်တကောင်းရအချိန်တွင်တောင်ဆောင်ရှိနတ်ကွန်းအိုကြီးစီသို့ထွက်ခွာခဲ့ကြသည်နတ်ကွန်းအတွင်းသို့ရောက်သောအခါပန်းရောင်စုံခင်းထားသောအမဲရောင်ပုပ္ပာအင်းကွက်ကြီးမှနီရဲသောမိโกလုံးကြီးပေါက်ကွဲထွက်လာပြီးအုံးမှန်ဤကြောက်မက်ဖွယ်မဟူရာဝိညာဉ်ကြီးထိုးထွက်လာခဲ့သည်အုံးမှန်သည်တာအေးထံသို့စိတ်တစမာယာလိုင်းတစ်ခုလွှင့်ထုတ်လိုက်ပြီးအတိတ်ကတေးဆုံးသွားခဲ့သူငချိုဤပုံယုံနိမိတ်ကိုဖန်တီး၍တာအေး၏အတိစိတ်ကိုချုပ်နှောင်ရန်ကြိုးစားတော်သည်မဟူရာဝိညာဉ်ဆရာဦးမှန်ဆူရှာလာသောရေတံကြီးဖြင့်မင်းတို့ရဲ့တန်ရောစဉ်နဲ့နာကျင်မှုတွေကိုငါစီပေးအပ်လိုက်ကြစမ်းမင်းတို့မကယ်နိုင်ခဲ့တဲ့ညီကိုငချိုဟာဒီအင်းကွက်ထဲမှာငိုကြွေးနေတာကြည်စမ်းပါဦးတာအေးခဏမျှတုံလှုပ်သွားတော့လဲချက်ချင်းတတိတနိမိတ်ပြန်လဲဝင်စားလျက်မင်းရဲ့မာယာတွေငါစီမရောက်ဘူးမိစ္ဆာငါတို့ငချိုဟာမြင့်မြတ်တဲ့မေတ္တာဓာတ်နဲ့
အထက်ပုံမှာငြင်းရင်းနေပြီးမင်းရဲ့နာကြည့်ချက်တွေကိုသာဓမ္မနဲ့အဆုံးသတ်လိုက်တော့တာအေးနှင့်ဖိုးထက်တို့သည်လက်နက်များကိုဘေးသို့ဆွန့်လွတ်လိုက်ကြပြီးတင်ပြင်းခွေထိုင်ကသမုဒ္ဒေဂါထာတော်နှင့်မေတ္တာတုတ်ကိုစိတ်တစအာယုံ၌တညီတညွတ်တည်းရွတ်ဖတ်လိုက်ကြသည်ဆရာကြီးဦးထွန်းကြည်သည်နတ်ကွန်းအတွင်းသို့ဝင်ရောက်လာပြီးစပုတီးကိုမြောက်ကပဋ္ဌာန်း24ပစ္စည်းနှင့်အာနာနာတိယတုတ်ဂါထာတော်များကိုမြင်းကလေးတုံဟိမတက်ဩဇာပြေဝစွာရွတ်ဖတ်လိုက်တော်သည်ဆရာကြီးသည်လက်ထဲရှိပရိတ်ကျိန်လုံးကိုကင်ဆောင်ကာမဟူရာပုပ္ပအင်းကွက်ဤဗဟိုတက်တဲ့စီသို့မေတ္တာတက်ဖြင့်အရှိန်အဟုန်ပြင်းစွာရိုက်ချလိုက်လေသည်ဆရာကြီးဦးထွန်းကြည်သည်ကုံဗုဒ္ဓတအနန္တတန်ခိုးတော်ဓမ္မစက်တော်ဤအရှိန်ဝါကြောင့်ဆရာဦးမှန်ဤနာကြည့်ချက်အမဲအင်းအပေါင်းစီစီညံ့ညံ့ကျိုးပဲ့ပျောက်ကွယ်ပါစေတည်းပြင်းထန်သောအလင်းတန်းပောက်ကွဲမှုနှင့်အတူမဟူရာပုပ္ပအင်းကွက်ကြီးမှာမီးလောင်ပြာကျပျောက်ကွယ်သွားခဲ့သည်ဆရာဦးမှန်ဤအမဲရောင်ဝိညာဉ်ကြီးသည်လည်းနာကြည့်ချက်အပူမီများငြိမ်းအေးသွားပြီးတန်ရှင်းလာသောအထက်လန်းဝိယုံဖြူဖြူဖြင့်ဝိညာဉ်အဖြစ်ပြောင်းလဲကာဆရာကြီးအားဝါမြောက်ဥခိုက်ကြောလိုက်လေသည်ဆရာဦးမှန်ဤဝိညာဉ်သည်ဆရာကြီးဤမေတ္တာတက်နှင့်တပည့်များဤတမာတိအလင်းကြောင့်တပည့်တော်ဤနှစ်ရ50နာကြည့်ချက်များအပြီးတိုင်ငြိမ်းအေးသွားပါပြီတာဓုပါဆရာကြီးရဲ့ဆရာဦးမှန်ဤဝိညာဉ်သည်နာကြည့်ချက်များကိုစွန့်လွတ်ကာရွှေရောင်အလင်းနှံ့အဖြစ်သူကတိပုံသို့အေးချမ်းစွာကူးပြောင်းသွားခဲ့ရလေတော့သည်နနက်ခင်းအယုံတက်ချိန်တွင်သွေးတောက်ရွာ၌နီရဲသောမြူကိုဆိုးများလုံးဝကင်းစင်သွားပြီးအလင်းရောင်ထိန်ထိန်သာသောတာယာသည့်နနက်ခင်းပြန်လည်ရောက်ရှိလာခဲ့လေသည်ရွာသူရွာသားများသည်ဆရာကြီးဦးထွန်းကြည်ဖိုးထက်နှင့်တာအေးတို့၏ခြေရင်း၌ဝမ်းမြောက်စွာဖြင့်ဥခိုက်တောင်းပန်ကြော့ကြသည်ဖိုးထက်နှင့်တာအေးတို့သည်တဦးကိုတဦးကြည့်ကာပြုံးလိုက်ကြသည်ဆရာကြီးဦးထွန်းကြည်ကဓမ္မနှင့်မေတ္တာတက်ကိုစုံခဲစွာဆွဲကင်ထားသည်များဘာအမှောင်ထုကမှငါတို့ကိုတားဆီးနိုင်မှာမဟုတ်ပါဘူးလာကြငါတို့ကူညီဖို့စောင့်ဆိုင်နေတဲ့နောက်ထပ်သာသနာပြုအထက်လန်းခီးစဉ်တွေစီရှေ့ဆက်ကြစို့ဆရာကြီးဦးထွန်းကြည်ဖိုးထက်နှင့်တာအေးတို့သည်သွေးတောက်ရွာအားကြောခိုင်း၍အေးချမ်းစွာဖြင့်နောက်ထပ်ခက်ခဲဆန်းကျဲသောသာသနာပြုအထက်လန်းခီးစဉ်များစီသို့ရဲရင်စွာရှေ့ဆက်ထွက်ခွာသွားကြပါတော့သည်ဇလန်းလေးရဲ့တင်ဆက်မှုကိုခဏတာရပ်နာခွင့်ပြုပါဗျနောက်ထပ်အဆက်လေးကိုလည်းဆက်လက်ဆောင်မျှော်နာဆင်ပေးကြအောင်ပြမိတ်ဆွေများအားလုံးဆန္ဒနဲ့ဘဝထပ်တူကြပါစေဗျ